ဟုတ်ကဲ့ကျွန်တော်ကိုလာပြီးတော့မေးချပြောကြတဲ့ယောဂရှင်တွေမှာကျွန်တော်အများဆုံးကြားတဲ့စကားတစ်ခုကတော့စေးစီးတွေမတက်နိုင်တော့ဘူးစေးဘူးတွေမတက်နိုင်တော့ဘူးဒီယောဂတွေကဒီပစံရှိမှာတောက်လျှောက်ဒီထူးခုစေးုံတွေပြနိုင်မှာပဲတက်တာတော့မယ်လို့ထင်ကြတယ်တကယ်ရောအဲ့လိုမျိုးလားဗျကျွန်တော်အရင်ဆုံးပြောချင်တာတော့ဗျာယောဂတစ်ခုဖြစ်ရင်တော့အရင်ဆုံးစေးစီးတော့ကုန်တာပေါ့ဗျာဘာလို့ဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတာတိတိကျကျသိရဖို့ကအရေးကြီးပါတယ်ဗျာဒီတော့ကျွန်တော်တို့အနေနဲ့ယောဂတစ်ခုဖြစ်ပြီဆိုရင်ယောဂအစပြီးရှာဖွေဖို့အရေးကြီးတယ်ကိုဘာယောဂဖြစ်နေပြီလဲဆိုတာတေချာလေးသိရဖို့အရေးကြီးတယ်အဲ့မှာတစ်ခုရှိတာကျွန်တော်တို့ဒီနာရာရှိယောဂတွေကခဏတက်တာလိုက်ပြန်ဖြစ်လိုက်ဆိုတာမျိုးတော့ဖြစ်တတ်တယ်ဆေးတောက်လိုက်လို့ယောဂလက္ခဏာတက်တာသွားပြီဆိုရင်ပဲဒါမစိုးဘူးလေမစိုးဘူးဆိုတာဒီယောဂကဒီဆေးနဲ့မှန်နေဆိုတော့ကျွန်တော်တို့ဒီဖြစ်နေတဲ့ယောဂမှန်နေဆိုတာမျိုးကျွန်တော်ယူဆလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆေးတော့တောက်တယ်ဆေးကန်းနေတဲ့ပြနေတဲ့ယောဂလက္ခဏာမတက်တာဘူးပိုဆိုးလာတယ်ဆိုရင်တော့ကျွန်တော်ပို့ပြီးဒီတေချာလေးယောဂရှာဖွေဖို့လိုအပ်ပြီးဆေးရုံပြောင်းမလားဆေးကန်းပြောင်းမလားဆရာဝန်ပြောင်းမလားပြောင်းပြီးတော့ပေါ့နော်ကိုယောဂနဲ့ပို့ကိုယောဂကိုပို့တိတိကျကျသိနိုင်မှုကျွန်တော်တို့စူးစမ်းပြီးအရင်ဆုံးရှာဖွေရပါမယ်ဒီလိုယောဂကိုသိရနိုင်မှုအတွက်ကျွန်တော်တို့ဒီအထူးကုဆေးရုံတွေမတက်နိုင်ရင်တော့ကျွန်တော်တို့ဒီခုနှစ်နီးစပ်ရာမြို့နယ်ဆေးရုံတွေဆွေရဆေးရုံတွေမှာပြသပြီးတော့ယောဂရှာဖွေလို့ရပါတယ်ဒါလို့ကိုကတက်နိုင်လို့အစပိုင်းမှာကိုကဒီအထူးကုဆေးရုံတွေပြနိုင်လို့ရှင်လေဒီစာပိုင်းမှာဒုက္ခဆေးရုံပြပြီးယောဂသိရပြီဆိုရင်နောက်ပိုင်းကြီးရှိကုသသွားဖို့တော့ကိုဒီခုနှစ်နီးစပ်ရာမြို့နယ်ဆေးရုံတွေဆွေရဆေးရုံတွေမှာဆက်ပြီးကုသသွားရင်းနဲ့လိုင်စင်မှာပြောင်းမယ်ဆိုရင်ကျွန်တော်ပို့ပြီးတက်တာလာနိုင်ပါတယ်ဗျယောဂလက္ခဏာတက်တာသွားတယ်ဆေးတောက်လိုက်လို့ယောဂလက္ခဏာတက်တာသွားတယ်ဆိုရင်တော့အပြင်ပြန်ဖြစ်တာတော့တပိုင်းပေါ့ဗျာဒါနာရာရှည်ယောဂတွေဆိုတော့ပြန်ပြီးတော့ဖြစ်တတ်တယ်ဒါပေမဲ့ယောဂလက္ခဏာခဏတက်တာသွားရင်ပဲโอเคမဆိုးဘူးဒါကျွန်တော်တို့ဖြစ်တဲ့ယောဂကိုသိရပြီပေါ့နော်ကိုဘာဖြစ်လဲဆိုတာသိရပြီအစာရင်လားဦးလားအော်တိုအင်မျိုးဆိုလဲဘယ်အော်တိုအင်မျိုးလဲဘယ်လိုယောဂလဲသိရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်အမြဲပြောနေကြ lifestyle ကိုနေထိုင်စားသောက်မှုပုံစံကိုပြောင်းလို့ရပါတယ်ကိုဖြစ်တဲ့ယောဂနဲ့ပတ်သက်တဲ့ဆေးကုသမှုလည်းခံယူမယ်ယောဂလက္ခဏာတက်တာသွားတဲ့အချိန်မှာပြန်မဖြစ်အောင်ကျွန်တော်တို့ဒီနေထိုင်စားသောက်မှုပုံစံကိုပြောင်းမယ်ပြီးတော့ကိုယောဂနဲ့ပတ်သက်တဲ့ကိုယောဂနဲ့တဲ့တာမတဲ့တာလေးတွေကျွန်တော်တို့ရှာထားမယ်ပေါ့နော်ဒီကျွန်တော်တို့အင်တာနက်သုံးနေရပဲဗျာအဲ့မှာကျွန်တော်တို့ဒီကိုယောဂနဲ့ဆိုင်တဲ့ဒီအချက်လက်လေးတွေရှာမယ်ဘာတွေတဲ့တယ်ဘာတွေမတဲ့ဘူးရှာမယ်ပြီးလို့ရှိရင်အဲ့မှာကိုခြေနေနဲ့ကိုစားလို့ရတာလေးတွေစားကြည့်မယ်ကိုနဲ့ရောတဲ့လားတဲ့တယ်ဆိုရင်ဒါလေးတွေဆက်လုပ်သွားမယ်ပြီးလို့ရှိရင်အဲ့လို lifestyle နေတိုင်းစားသုံးမှုပုံစံကိုတစ်ဖက်တစ်လမ်းပြောင်းပြီးကုသမယ်ဆိုရင်တော့ကျွန်တော်ယောဂတွေပို့ပြီးတော့သက်သာလာနိုင်ပါတယ်ဗျကျွန်တော်လည်းတချို့ကပြောကြတယ်ပေါ့နော်ကျွန်တော်ကဒီအရင်ကတင်မောလိုက်ခဲ့တယ်ပတ်စံရှိတယ်ပတ်စံရှိလို့ဒီယောဂရှာနိုင်ပတ်စံရှိလို့ဒီယောဂသက်သာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးထင်ရတယ်ဒါပေမဲ့မဟုတ်ပါဘူးဗျကျွန်တော်အရင်ကတင်မောလိုက်ခဲ့တာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီယောဂဖြစ်တော့တင်မောလဲဆက်မလိုက်နိုင်တော့ဘူးကျွန်တော်ရှာဖွေတာလေးလည်းကျွန်တော်ဆေးကုရင်လည်းကုန်ပါပြီနောက်ဆုံးကျွန်တော်နေမိသားစုနေတဲ့အိမ်မှာရောင်းပြီးဆေးကုခဲ့ရတယ်ပေါ့နော်အဲ့ဒါလည်းတစ်နှစ်နဲ့ကုန်တာပါပဲဗျဒီနောက်ပိုင်းကျန်တဲ့9နှစ်တာလုံးမှာကျွန်တော်ဒီနည်းနည်းယောဂသက်သာနဲ့အလုပ်လုပ်စီဖို့ရှာပြီးဒီလိုပဲဖြတ်တန်းခဲ့ရတာအခုဆိုလည်းဒါကျွန်တော်အိမ်ကြီးအိမ်ကောင်းမှာနေတဲ့အိမ်မှာဒီဗီဒီယိုရိုက်နေမျိုးမဟုတ်ပါဘူးကျွန်တော်ပြပါမယ်ဒါကျွန်တော်အိမ်နဲ့နီးစပ်ရာကော်ဖီဆိုင်လေးမှာသွားပြီးတော့ကျွန်တော်ဗီဒီယိုလေးရိုက်တဲ့ဗီဒီယိုလေးလုပ်ပေးတာပါကျွန်တော်အိမ်မှာမဟုတ်ပါဘူးဒါအဲ့လိုကျွန်တော်အရင်ပတ်စံအဆင်ပြေလို့ကျွန်တော်ဈေးကူနိုင်လို့တက်တာတယ်ထင်နေကြတယ်ပါဟုတ်ကဲ့မိတ်ဆွေတို့လည်းဒါလေးကဒီဗီဒီယိုလေးကနေပြီးတော့ဒီစိတ်တခွန်အားလေးရအောင်လို့ပေါ့နော်ကျွန်တော်ရည်ရွယ်တာပါပတ်စံအများကြီးမရှိလဲကျွန်တော်တို့ယောဂကိုတက်တာအောင်ကုသလို့ရပါတယ်အရင်ဆုံးအရေးကြီးတာတော့ကိုဘာဖြစ်လဲဆိုတာတိတိကျကျသိရဖို့ပါပဲသိရပြီဆိုရင်ဈေးလက်ကူ lifestyle နေတိုင်းစားသောက်မှုပုံစံကိုလည်းပြောင်းမယ်ဆိုရင်ကျွန်တော်တို့ရေရှည်မှာယောဂတွေတက်တာလာနိုင်ပါတယ်ဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိလားအကျိုးပြုလားကျွန်တော်သိချင်လို့ပေါ့နော်မိတ်ဆွေတို့အတွက်တစုံတရာများအကျိုးရှိခဲ့ရင်comment လေးမှာတစ်ခုခုလေး comment ရေးပေးကြပါဦးနော်ကျမ်းပါကြပါစေဗျာ